အားလုံးပဲမင်္ဂလာပါဒါ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ CDA ပွဲစဉ်တွေတော့ရှိတယ်ရှင်အဲ့ဒီထဲမှာဒါနော်နှစ်ပွဲကောင်းတော့ရွေးချယ်ထားတယ်PSG နဲ့ Monaco ပွဲရယ်ပြီးတော့ Celta Vigo နဲ့ Real Madrid ပွဲစဉ်ရယ်ဒါရွေးချယ်ထားတယ်နော်အရင်ဆုံးဒါကဒီ Celta Vigo ပွဲစဉ်ကိုတော့ဒါအရင်ဆုံးတောင်းတက်ပေးခြင်းတယ်ဒီ Asian Celta Vigo ကပေါ့နော်အခုရာဒီမှာဆိုရင်เนาะခြေစွမ်းနေကောင်းတဲ့အသင်းထက်မှာတော့ရှိနေတယ်ရှင်ပြီးခဲ့တဲ့ဒီပွဲတွေမှာဆိုရင်လေဒီရှုံးပွဲလည်းမရှိခဲ့ဘူးတပွဲတည်နဲ့၄ပွဲဆက်တိုက်ကိုအနိုင်ရခဲ့တယ်နော်အဆင့်စရာမှာဆိုရင်လည်းလာဒီကာမှာဆိုရင်အဆင့်6နေရာမှာရပ်တည်နေပြီးတော့ယူရိုပါလိမှာကြာတော့ဗောနော်16တင်းအဆင့်ကိုတက်ရောက်ထားတယ်ရှင် Real Madrid နဲ့ဒီနောက်ဆုံးတွဲဆုံထားတဲ့ဒီပွဲတွေမှာဆိုရင်ဒီနှစ်ကိုအပြက်နဲ့ဗောနော်အနိုင်ယူထားတာတွေလည်းတွေ့ရတယ် Real Madrid ကတော့เนาะဒီနီးပြအပီလိုဟာရဲ့ဒီလက်ထက်မှာတော့ပြိုင်ပွဲစုံ၄ပွဲကိုရှုံးနေထားတယ်ရှင်เนาะခြေစွမ်းတွေကိုကြည့်မယ်ဆိုရင်လည်းအကောင်းကြီးထဲမှာတော့မရှိနေဘူးပေါ်တကွန်ချင်းစီရဲ့ရလက်မှာဆိုရင်လည်းပေးကိုးတွေရာကိုးတွေနဲ့ဒီရှုံးပွဲတွေကတော့ရှိနေတယ်ပြီးတော့ဒဏ်ရာရထားတဲ့ဒီကစားသမားတွေကလည်းများပြားနေတာကြောင့်ပေါ့เนาะဒီအသင်းအတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုတော့ဖြစ်နေတယ်ရှင်နောက်ဆုံးကစားထားတဲ့ဂီတာဖီနဲ့ပွဲမှာကြတော့ဗောနော်ဒီမရှုံးတင်မဲရှုံးခဲ့ရတယ်အဆင့်1ဗောနော်ဘာစီလိုနာနဲ့ဒီ၄မှတ်အကွာတွေရောက်ရှိသွားတယ်ရှင်နော်ဒီထက်အမှတ်တွေမကွာဖို့ဆိုရင်တော့ဆက်တာဘီကိုကဗောနော်ဒီအနိုင်ကန်ပြီးတော့ပထမအကြော့ရဲ့ရှုံးကြွေးကိုဗောနော်ဒီဆက်ဖို့တော့လိုအပ်နေတယ်ထိတဲ့တွဲဆုံမှုမှာတော့เนาะ Real Madrid ကအပြက်အသက်နဲ့အသာစီးရထားပြင်မဲ့လက်ရှိခြေစွမ်းအရာရောဒီဒဏ်ရာရထားတဲ့လူတွေကြောင့်ပေါ့เนาะဆက်တာဘီကိုကွင်းမှာတော့ Real Madrid ကဒီရုံးကန်ရဖို့တော့ရှိနေတယ်ရှင် Real Madrid ကတလုံးတစ်ဝက်ရှုံနေဂိုးပေါက်ကနှလုံးပြည့်ရှုံနေတော့ပေးထားတယ်ဒီပေါက်ကြီးအရာဆိုရင်တော့ Real Madrid body နဲ့ဂိုးပေါက်အပေါ်တော့တရားတော့ရွေးချယ်ခြင်းတယ်နောက်ထပ်တစ်ပွဲကပေါ့เนาะဒီ PSG နဲ့ Monaco PSG ရဲ့ခြေစွမ်းကလည်းเนาะဒီကောင်းနေတဲ့ရှင်ကောင်းတဲ့ဆိုတာထက်ပိုပြီးတော့ကောင်းနေတာကိုလည်းတွေ့ရတယ်เนาะ PSG ကပြည်တွင်းအမှတ်ပေးစရာမှာเนาะဖလားတွေယူရတာပြင်းအောင်ပြင်းနေလောက်ပြီရှင်ချန်ပီယံလိမှာဆိုရင်လည်း Monaco ကို2-2နဲ့ဒီကြော်ဖက်ပြခဲ့ပြီးဒီလက်ရှိအဆင့်1မှာပေါ့เนาะဒီရမှတ်တွေပိုပြီးပြတ်သားဖို့တော့လိုအပ်နေတယ်မိုနာကိုသုံးသက်ကြည့်မယ်ဆိုရင်လည်းမိုနာကိုရဲ့ခြေစွမ်းကတော့အားရစရာတော့မရှိခဲ့ဘူးเนาะ PSG နဲ့တွေ့ရင်တော့သူတပြန်ကိုတပြန်နဲ့ဒီကစားခဲ့တယ်အဲ့ဒီပွဲကြီးကတော့เนาะဒီလုံးဝကောင်းခဲ့တယ်ရှင်မိုနာကိုကလက်ရှိအဆင့်9နေရာမှာရပ်တည်နေပြီးတော့เนาะရမှတ်38မှတ်ကိုเนาะစုဆောင်းထားတယ်เนาะချန်ပီယံလိဝင်ခွင့်ကိုတော့မျှော်လင့်လို့ရတယ်ဒီဘက်ကိုမဖြစ်မနေအနာယူဖို့လည်းလိုအပ်နေတယ်ရှင်ချန်ပီယံလိမှာတော့ PSG ကြောင်းပေါ့เนาะဒီထွက်ခဲ့ရတော့မိုနာကိုကတိုက်စစ်ကောင်းကောင်းနဲ့ဒီပွဲမှာပြန်ပြီးတော့ကစားလာနိုင်နေရှင်ဒီနေ့ပေါက်ကြီးအရာကတော့เนาะ1မိုင်းနဲ့100နဲ့ဂိုးပေါင်းက3လုံးမိုင်းနဲ့100တော့ပေးထားတယ်ဒီပွဲကအပြန်အလှန်တွင်းကိုနေနဲ့ကြည်ကောင်းမဲ့ပွဲဆိုပေမဲ့ဂိုးပေါ်တော့မပေါ်တော့ဘူးပေါ့เนาะဂိုးအောက်သွားဖို့တော့များတယ်ရှင်တရားကလည်းဂိုးအောက်တစ်မျိုးတည်းကိုပဲအကြိုက်တွေ့တယ်ကဲတရားဒီနေ့အတွက်ကတော့ဒီလောက်နဲ့လည်းရနာကျင်ပါတယ်ရှင်နောက်ရက်ဒီမှာလည်းတရားသုံးသက်ချက်ကောင်းနေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်